မင်္ဂလာပါခင်ဗျာရွှေပြည်နျူးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မြန်မာတနိုင်ငံလုံးကလူမှုကွန်ရက်အသုံးပြုသူတွေရဲ့အရင်ကိုတကယ့်ကိုထိခိုက်ကြေကွဲစေခဲ့တဲ့တထုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ဝမ်းနည်းစရာရေမတော်တဆမှုတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝင်းနေကိတ်လေးဝယ်ပြီးအပြန်လမ်းမှာအခုလိုမျိုးအသက်အရွယ်ငယ်ရွယ်လွန်းသေးတဲ့တက္ကသိုလ်ကျောင်းသူလေး၃ဦးဘဝတစ်ပါးကိုပူပြောင်းသွားခဲ့ရတဲ့ဖြစ်စဉ်ကိုကျွန်တော်တို့နဲ့အတူအသေးစိတ်ကြည့်ရှုလိုက်ရအောင်ဗျာဖြစ်စဉ်ကတော့မေလ10ရက်နေ့ညနေ4နာရီခွဲဝန်းကျင်မှာဖြစ်ပွားခဲ့တာပါ။မွန်ပြည်နယ်တထုံမြို့နယ်ထောင်မူကျေးရွာအုပ်စုလေးတိုင်ကျေးရွာအနီးကတထုံပါအံအဝေးပြေးလမ်းမကြီးပေါ်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတထုံမြို့တူဝနဝတီမြို့တစ်ဘက်ကနေဝင်းနေကိတ်လေးဝယ်ပြီးကြာပန်းကျေးရွာတာယာစက်ရုံဝင်းတွေကသူတို့ရဲ့နေအိမ်တွေကိုဆိုင်ကယ်တစ်စီးနဲ့ပြန်လာကြတဲ့တက္ကသိုလ်ကျောင်းသူလေး၃ဦးဟာဘာအံဘက်ကနေတထုံဘက်ကိုမောင်းနှင်လာတဲ့ Honda Fit အမျိုးအစားကားတစ်စီးနဲ့မျက်နှာချင်းဆိုင်တိုင်မိခဲ့ကြတာဖြစ်ပါတယ်။အခင်းဖြစ်ပွားတဲ့အချိန်ကဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်ဆိုင်ကယ်ပေါ်မှာပါလာတဲ့မြမငယ်လေးတုံးစလုံးဟာလွင့်ထွက်သွားခဲ့ပြီးအခင်းဖြစ်တဲ့နေရာမှာတင်ပွဲချင်းပြီးဆုံးပါသွားခဲ့ကြတာပါ။ရေပြင်မှာကိုညီပေးခဲ့တဲ့ပရာဟိတဓမ္မတွေရဲ့ပြောကြားချက်အရကာဓမ္မကတော့ဆူဆူဝါဝါထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့သိရပါတယ်။အေဆုံးသွားခဲ့ရတဲ့ညီမလေးတွေကတော့မအေးအောင်အတက်ဆက်ကိုနီးပညာတက္ကသိုလ်မော်လမြိုင်မြို့ပြအင်ဂျင်နီယာပထမနှစ်မတ်နေကြည်ကျော်အတက်20မော်လမြိုင်တက္ကသိုလ်က Biochemistry ပထမနှစ်မတ်ဇူလိုင်မို့အတက်20မော်လမြိုင်တက္ကသိုလ် Chemistry ဒုတိယနှစ်ကျောင်းသူလေးတို့ပဲဖြစ်ပါတယ်ဒီညီမငယ်လေး၃စလုံးဟာကြာပန်းကျေးရွာတာယာစက်ရုံဝင်းအတွင်းမှာနေထိုင်ကြသူတွေဖြစ်ပြီးမိဘတွေအတွက်အားကိုးရမယ့်ပညာထူးချွန်သူလေးတွေဖြစ်ကြတာကြောင့်အခုလိုဆုံးရှုံးမှုဟာမိသားစုဝင်တွေအတွက်တကယ့်ကိုနှမျောစရာကောင်းလာပါတယ်ဒေတာခံတွေရဲ့ပြောကြားချက်အရထုံးစံအတိုင်းမျက်နှာချင်းဆိုင်ရင်ကျောမှာရှင်းနေဆိုပြီးကားကကြော်တက်တဲ့အချိန်မှာတိုက်မိတာလို့သိရပါတယ်ဒီတထုံပါအံကားလမ်းမကြီးဟာရင်မတော်တဆမှုတွေမကြာခဏဖြစ်လေရှိတဲ့လမ်းပိုင်းတစ်ခုဖြစ်ပြီးအရင်နှစ်တွေကလည်းလူတေဆုံးမှုတွေအထိဖြစ်ပွားခဲ့မှုတဲ့မှုကင်းမှတ်တမ်းတွေရှိခဲ့ပါတယ်လက်ရှိမှာတော့ရင်မောင်းဖြစ်သူကိုတထုံမြို့မှရဲစခန်းကဖမ်းဆီးစစ်ဆေးနေပြီဖြစ်ပြီးတေဆုံးသူ၃ဦးရဲ့ရုပ်အလောင်းတွေကိုတော့လူမှုကူညီရေးအသင်းတွေကတထုံခရိုင်စေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပါတယ်။မေလ12ရက်နေ့မနက်7:00နာရီမှာဒီညီမငယ်လေး၃ဦးရဲ့နောက်ဆုံးခီးကိုညောင်ဝိုင်း3အိမ်စုတုတ်တံမှာပို့ဆောင်တကြိုမှာဖြစ်ပါတယ်။ဝင်းနေကိတ်လေးဝယ်ပြီးပျော်ပျော်ရွှင်ရွှင်ပြန်လာတဲ့လမ်းမှာအခုလိုမျိုးနာရီအဖြစ်ပြောင်းလဲသွားခဲ့ရတာဟာမိဘတွေအတွက်တကယ့်ကိုရင်ကျိုးရမယ်ဖြစ်ရပါပဲ။ဒီဖြစ်စဉ်ဟာကျွန်တော်တို့အားလုံးအတွက်တင်ကန်းစာတစ်ခုပါပဲ။ခရီးသွားပြည်သူတွေအနေနဲ့အထူးသဖြင့်အဝေးပြေးလမ်းမကြီးတွေပေါ်မှာမောင်းနှင်တဲ့အခါအချိန်ကိုထိန်းညှိပြီးဘေးကင်းအောင်မောင်းနှင်ကြဖို့ကြော်တတ်တဲ့အခါမှာလည်းအထူးတတိထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ဘဝတစ်ပါးကိုကူးပြောင်းသွားကြတဲ့ညီမငယ်လေးတို့လည်းရောက်ရပုံဘဝမှာအေးချမ်းကြပါစေလို့ဆုတောင်းမေတ္တာပို့တာအပ်ပါတယ်။အခုလိုမျိုးတည်င်းဥတွေကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေပြည် news ဆိုတဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဘေးကင်းကြပါစေ